လောက်သွားတော့ အေးငါလိုက်ဖို့ပဲလေ မပိုးနဲ့တော့နင်ဒီနေ့လမ်းကြောင်းများမှာဒီမှာနင့်ကောင်ဒီဖုန်းခေါ်ထား miss call တွေအများကြီး အေးဟုတ်လားအဲ့ဆိုတော့ကောင်းတော့နော် ညကြလာကြုံနော်နောက်မကြနဲ့ အေးပါတေချာတဲ့တော့နင်ဘာမှကြီးတဲ့လုပ်တဲ့ကောင်နေချင်းအဲ့နေစီတွေပါတုတ်ထွက်တော့ဖြတ်ပြီးရိုက်ပဲ ပြီးရော ဒီကောင်တော်တော်ဖြစ်နေပြီတော်တော်ဖြစ်နေပြီတော့လမ်းပေါ်မှာပဲမင်းတို့ဘိုးလို့မရှိကျပဲလာအောင်ဒီရောဟောလာโอเคလာကြလူရွေးတော့မှတ်တော့ sorry အဲ့ဒါလောက်ကြောက်ပါ နင့်ညနာတာရဘလို့ဖြစ်လာတော့ဘယ်ရရလာလဲ ဆေးထဲလိုက်ကြောက်သွားလိမ့်မယ်ဘာလို့ရမလို့ နင့်ကိုပိုင်တက်ကရန်ဖြစ်ခိုင်းလိုက်ပြန်ပြီလား နည်းနည်းပါပါလက်သွေးုံလောက်ပဲ နင်ကိုပိုင်တက်နဲ့လက်တွဲဖြုတ်တင်ပြီနော်ရှိုင်း ဘာလို့လက်တွဲပြောအောင်မလဲတတိယငါ့ရဲ့ကျေးဇူးရှင်လေဘာမှမပြောဘူး ဟောအဲ့ကျေးဇူးရှင်ဆိုတဲ့ဂုံပုတ်အောင်မှာနင်လူမိုက်ဖြစ်နေပြီနင်တို့အလောက်ကဥပဒေနဲ့လုတ်ကင်းတာလည်းမဟုတ်ဘူးတနေ့ကျရင်နင်အဖမ်းခံရနိုင်တယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့လေကိုပိုင်တက်ကနင်ကိုတနေ့ကျရင်ထိုးကြွေးမှာအဲ့ဒါနင်သိလား အဲ့လိုတွေလုံးဝမဖြစ်စေရဘူးနော်အခုလဲငါပြစ်တဲ့အဲ့ဒီဆေးတွေကြောင့်လူငယ်တွေလမ်းမရောက်မှာငါလဲတွေးမိတယ်နော်ချင်းခဏလေးပဲနေစိတ်မပူနဲ့ နင်သိရင်လည်းရလိုက်တော့လေဟာနင်တို့အလောက်ကအဲ့လောက်ထိအန်ဒီရများတဲ့ဟာဟုတ်ငါတို့တိုင်ပင်ထားကြတဲ့အတိုင်းတနေရာမှာသွားပြီးအခြေချရအောင်လားအဲ့တော့လည်းငါတို့မှာငွေကြေးအသိအတင်ရှိနေပြီပဲဟာနော် စိုးသေးတယ်ငါနည်းနည်းတော့ထပ်ရှာချင်သေးတယ်ခဏလေးပါပဲဟဲ့မလောပါနဲ့နော် ငါအတွက်ပတ်စံကြီးအများကြီးမလိုဘူးရှိုင်းငါမှနင်းရှိရင်ရပြီငါနဲ့ကိုအဆုံးရှုံးမခံနိုင်ဘူးထပ်ပြီးပြောရရင်နင့်ကငါတန်တိုင်ကြီးချာမှမမြင်ချင်ဘူး ဒီပါစိတ်ဝင်တယ်မှာကျွေးနေတယ်စိတ်ဝင်ဘာမှမဖြစ်စေနော် စိတ်ကတော့ပူတာပဲ ဟိုလိုဝါရီကျွန်းပိုက်ဆိုင်နော်ဘာပါ အရင်စီထက် သဘော
င်းပါတယ်အခုလိုစောင့်ကြည့်ပေးထားတယ်ဒါပေမဲ့လောလောဆယ်တော့မလှုပ်ရှားသေးပဲအခုလိုပဲဟမ်မဘက်ကလေးစောင့်ကြည့်နေပြီဘာဖြစ်လို့လဲဆိုတော့အထက်ကဒီဆေးပြစ်တဲ့လူငယ်တွေရဲ့နောက်ွယ်ကအဓိကကြိုးကင်နေတယ်အမိအရာဖမ်းကျင်တယ်သိရှိချင်စောင့်ကြည့်တယ် ဟုတ်ကဲ့ပါစတန်ဦးကျွန်တော်ဆက်ပြီးစောင့်ကြည့်ထားလိုက်ပါ ဘော့စ်ကမင်းကိုပေါက်စီးပြီးရင်းစံတော့ဘောကမကြိုက်ဘူးနော် တစ်သေးရဲ့ကျေးဇူးကိုကျွန်တော်အသက်နဲ့ရင်းပြီးဆက်မင်းငါ့ဘောသစ္စာရှိလို့ဆိုတာငါယုံပြီးသားဒီဒီရတယ်ကြားလိုက်တော့ ဘော့စ်ကျွန်တော်တော့ခေါ်ပြရမယ် လုံးနေသူ့သွားမနှောက်ရှက်ပါနဲ့ပါလေဒီကငါ့အတွက်အလားဆုံးဖြစ်အောင်ပြင်ဆင်နေရနေမှာဘာပဲဖြစ်ဖြစ်လေဒီကငါ့ရဲ့လက်သမီးတွေပဲ ကျွန်တော်လိုင်းမမီဘူးဖြစ်နေဘော့စ်ကဘယ်မိမရဲ့လောက်မဆောင်ဖွဲ့ဘူးပေါ့ ရအမေမတည်းကိုမျက်နှာချစ်ပြီးသားပြီ ဘော့စ်ကဘယ်မိမကိုဆိုချစ်လို့ရပါပဲလေဒါဆိုင်မှာမို့လား မင်းလည်းမပြောနဲ့ဟဲ့မတူဘူးဟဲ့မင်းတွေ့ဘူးလေငါရဲ့ဘေးမှာရှိတဲ့မိန်းမတွေစီးပေါ်လေလေဒီကစီးရင်ကြီးဘယ်လောက်ထိစီးကြီးတဲ့ဆိုဟိုဒီကဘာကြီးတော့ငါမလဲ တစ်သေးရဲ့အဲ့ဒါဆိုအဲ့ဒီအမျိုးသမီးကိုတော်တော်ကြွေနေတာပဲ ဟဲ့ငါကျွေးုံနေမဟုတ်ဘူးကျွေးုံနဲ့ဆိုငါစကားတွေကိုတည်းမပြောတာသိလားငါရှင်ဘက်ထဲမှာရှိတဲ့အချစ်တွေအကုန်လုံးကွာလေဒီရှင်မှာကပုံအော်တာ ကျန်တယ်အဲ့ဆိုတော့ကျွန်တော်အရန်စိတ်ဝင်တာတော့တွေ့ကျင်တယ် တွေ့ရတယ်ငါဘယ်လိုချစ်တော်လဲဆိုတော့သိချင် ပြောပြရင်သိကျင်တာဗောတစ်သေးရတယ် ရှာတယ်မင်းရဲ့နှလုံးသားကမင်းရှင်ဘက်ထဲမှာရှိတယ်ငါ့ရဲ့အပါပေါ့ စွမ်းလိုက်တာ တနေ့တည်းမယူလာလို့မအနိုင်နေလေဒီတော့ရှိုင်းနေကိုယ့်ရဲ့အယုံကြည်အားကိုးအောင်လုပ်တယ်ကိုယ့်ရဲ့ချစ်တွေအားလုံးပုံပြီးတော့ချစ်တယ်ကိုတင်ပေးခဲ့တဲ့သူတွေဟာပြုတ်ကုန်လုံးတော့လုံးဝစီးတယ် ကဲဒီကြွေလို့ဆိုတော့သွားမယ်လေ ဟာလေးဘယ်တော့ဘဲလေ ကိုပိုင်ဝယ်ပေးတဲ့ကွန်ဒိုသွားကြည့်မယ်လေ အာ sorry ပါလေးကြီးကိုလိုက်လို့မရတော့ဘူးလေးကြီးကိုရေးကိစ္စနဲ့သွားစီရှိ တစ်သေးအဲ့ကျွန်တော်သွားရမယ် ဆိုင်ခဏ ဘာခိုင်းနေရှိသေး ငါနဲ့လီဒီကမကြခင်တက်တော့အဲ့တော့ငါလီဒီကိုဝယ်ပေးထားတဲ့ကွန်ဒိုလေးရှိတယ်သူတစ်ခါမှမကြည့်ရသေးဘူးသူအရင်ကြည့်ချင်တယ်ငါလိုက်ပြချင်လိုက်ပါဂျိုက်ကွန်ဒိုလိပ်စာနဲ့တော့ရှာလို့ ဟုတ်ပါဘူးခမတူတူသွားချင်တယ်လေ နိုးလီ
တော့စိတ်ညိုးတော့ကိုပိုင်လုံးဝမလို့တော့ဖြစ်စီချင်နော် ဘယ်လိုလဲ လာမရွှေ့နဲ့ ဟေးဘာလို့မင်းကလေးကြောက်နိုင်ချင်း မနိုင်ကြည့်နေတော့မဟုတ်ဘူးကွာငါတို့ရတဲ့ကြောက်တောင်းနေတာ तू မပေးလို့တွေးကိုယူတာကွာ ဒီမှာဘာဖြစ် ဟုတ်ကားကိတ်ပါညောင်ပတ်ဆိုင်ပျောက်သွားလို့အဲ့ဒါကားဖို့မရှင်းနိုင်လို့ तू အခက်ခဲဖြစ်နေတော့ခင်ဗျားနှစ်မာချင်းလေးပါနေတယ်ပါစာနာပါလား 9000 1000ဆိုမပြောလို့ဘူးကွာမနေ့ကနဲ့ခုချိန်ဒီပတ်မောင်းနေတာတပြားမှလည်းမရဘူးမင်းလည်းကားသမားပဲမင်းကားသမားချင်းလည်းကိုကြည့်စာကျုံးလို့ကွာရအောင် လို့ပြောဟုတ်လားခတ်တော်တာပဲဗျာသူ့ပုံစံကြီးကလိန်စားနေတဲ့ပုံတော့မပေါ့ဘူးဒီလိုလို့ဗျာခင်ဗျာအိပ်ပြန်ပေးလိုက်ပါကျွန်တော်ခင်ဗျားတို့စီးဖို့9000ပေးမယ်ကျွန်တော်တနေကုန်ဆွဲရတာချုပ် ဆက်ရှင်လည်းလို့ကန်ကောင်းသွားတယ်ဗျာ ကျော်ပါသွားပါတော့ ဟာသွား ကျေးဇူးအများကြီးတင်ပါတယ်ကိုယ် ရပါတယ်ကိစ္စမရှိဘူးမင်းအခက်ခဲဖြစ်နေတာပဲအဲ့မပဲသွားမှာလား ဟိုအတိတ်အိမ်သွားမလို့အတိတ်ကဘာမှနေလဲလည်းမသိဘူးပြီးတော့ဖုန်းဆက်လို့လည်းမရဘူး မင်းတယောက်တည်းလျှောက်သွားနေလို့အဆင်ပြေမှာမဟုတ်ဘူးအနေရရှိတယ်ကဲပါငါမင်းလိုက်ပို့ပေးမယ်လား ဟမ်ဟိုကျမအိမ်ပြန်လို့မရဘူးအနေရှိရယ်ပြီးတော့ကျမဒီရလည်းမဟုတ်ဘူး ဘယ်ရလဲ နေရ အဲ့ဒါဘာလို့မှန်းဘူး နေစရာတစ်ခုခုရှာပြီးတော့အလုပ်တစ်ခုရှာပြီးလှုပ်လို့ရမှာပေါ့ မင်းပတ်စံမရှိဘူးဆိုဘယ်လိုနေစရာသွားရှာမှာတော့ ပတ်စံလည်းမရှိဘူးဆွေမျိုးသားချင်းလည်းမရှိဘူးမိတ်ဆွေလည်းမရှိဘူးအကုန်လုံးပြန်ရှာရမှာပေါ့ ကျောတော်နောက်ကမရှိရင်ရန်ကုန်မှာထင်သလောက်မလွယ်ဘူးနော်မင်းခြားလဲသွားမယ် ဘယ်တတ်နိုင်ပါမလဲရှင်ကျမရဲ့ကံပေါ့ မင်းတမျိုးတော့မထင်နဲ့နော်ငါ့ရင်လိုက် ရှင် မဟုတ်လေမင်းကအချိန်တစ်ခုတည်းစောင့်ရှောက်ပြီမင်းကမင်းရက်တည်နိုင်ပြီဆိုရင်တော့မင်းကြိုက်တဲ့နေရာတော့လေ ဘာသာလိုက်တာရှင်ကောင်းပါမလား အေးမင်းတယောက်တည်းခြေဦးတည်းကသွားနေမှာတဲ့ဆိုင်တော့မင်းငါ့အိမ်မှာပို့ပြီးတော့အင်္ဂလိပ်ရမယ်ထင်တယ် အကိုရဲ့ချစ်သူတို့မိန်းမတို့ကကြိုက်ပါမလား နဲ့မိန်းမလို့မိန်းမလည်းမရှိဘူးချစ်သူလည်းမရှိဘူးအမေတယောက်ပဲရှိတယ်အမေတော်ဆုံးသွားတာတစ်လလောက်ပဲရှိတယ်အေးငါလည်းတယောက်တည်းဆိုတော့မင်းလည်းစဉ်းစားရမှာပဲငါလည်းမင်းကိုကူညီခြင်းနဲ့စိတ်နဲ့ပဲပုံမှန်လေးနေပြောတာနော်မင်းကိုစိတ်ချရတဲ့နေရာဆိုတော့ငါရလွယ်ငါကောင်းလဲမှာတော့ဘာမှပေါ်မလာဘူးအဲ့တော့မင်းယုံကြည်တော့လိုက်ခဲ့တယ် ကျေးဇူးတင်ပါတယ်ကို လာအဲ့တော့နေမင်းနဲ့တိုင်းပဲရှုပ်ပွားနေတာလည်းပြဿနာမရှိပါဘူးလား ကျမရှိရင်ရှင်းရရှင်းသွားစီရလားမယ် မလုပ်နဲ့အမေကိုအိမ်ရှင်းမခေါ်လာတာမဟုတ်ဘူးလေသိစင်းနေပါ ရှင်းရိတ်ကိုခုံမတော့ရှင်းပန်ဝင်းကြီးကကျမနဲ့သက်ဆိုင်သွားပြီလေ ထိုင်ပါဦးခဏလောက်ဒါနဲ့မင်းနာမည်က live view နော် live view တော့
လာရလို့ပဲခေါ်မယ် ကျမလည်းကိုရှိုင်းလို့ပဲခေါ်မယ်နော် အာခေါ်ခြင်းတို့ခေါ်ဒါပေမဲ့ကိုတော့တက်မခေါ်ပါနဲ့ရှိုင်းလို့ပဲခေါ်ပေါ့ပါပဲဒါနဲ့လာရအမေရော အမေကနားရရှိယောဂတယ်လေအမေအိပ်ရတဲ့လဲနေကြတဲ့ပထွေးကကျမကိုကြားချောင်းချောင်းနေအမေလဲဆိုရန်ကုန်တက်လာရဆိုပါတော့ အဲ့တော့ဘာဆက်လို့မစဉ်းစားတာ ကျမကပထွေးရအောင်ကြောက်လို့တက်လာတာထက်ကျမရဲ့ငယ်ရင်ဘက်ကိုအကောင့်ထည့်ခေါ်ချင် ငယ်အိမ်မက်အေးအိမ်မက်တွေကဖြောက်ဖျက်ခတ်တယ်ငါတော့မှငါရဲ့အိမ်မက်ကိုမနှဲကိုအဲ့လိုချိုးနေထားရတာ ကျမရဲ့အခုအခြေအနေနဲ့ကျမရဲ့ငယ်ရင်ဘက်ကအဝေးပါပဲချားစီပဲ ဟောဘာမို့လို့ ရင်းမကြည့်ပါကဲကျမရှင်းရင်ကိုတန်ရှင်းလုပ်ပေးမယ်ရှင်စားဖို့အတွက်ထမင်းဟင်းနေချက်ပြီနော် အေးကဲငါလည်းအဲ့ဆိုရင်အချိန်လေးစီတော့ကားလေးထွက်ဆွဲလိုက်အောင်မယ်နော် ရလုပ်ခဲ့ အမိုက်ပါရှိအေးအရင်လည်းမရှင်းပါနဲ့အားနာလို့သွားပြီအားနာကြရတော့ဖြစ်ကုန်ပြီအဲ့လိုကြီးတဲ့တက်ရက်စရာမလိုပါဘူးဟာကားပါ လူတယောက်တော့တန်ရှင်းတဲ့ပတ်ဝန်းကျင်ဆိုတာလိုအပ်တယ်အဲ့ဒါမှစိတ်ကိုကြည်လင်လန်းဆန်းစေရ အဲ့ဒါလည်းသိရပဲ သိရပေါ့ရောက်တန်မြိုင်လေးတောက်လိုက် အဲ့ဒါဆိုတော့လေငါအမေနဲ့တူပြီငါအမေလည်းအဲ့တိုင်းပဲငါကားမောင်းပြန်လာတယ်အဲ့လိုတစ်ခုဖြောတိုက်နေတယ် အဲ့ဆိုလိုက်ကဒုတိယမယ် အေးဘောအာတော့လမ်းဝဲ ကျမအစွမ်းကုန်ထုတ်ပြီးတော့ချက်ထားတယ်စားကြည့် ရှယ်ဆိုတော့ဒါမျိုးကိုပြောတာကြောက်လေစားဦးစားမယ်ရှယ်ရတယ်ဒီတော့ဟော အော်ဟင်းပြော ကောင်းကောင်းဟင်းကောင်း ကောင်းလား ဆိုမျိုးပါ သမီးရောမရှိသေးရနော် ပြေပြေပြေ လောက်ရှာလိုက်ရတာအမရဲ့အမကဘယ်ပြောင်းနေလဲ ငါခုဘာကောက်ရောက်နေရလဲဟာ ဟဲ့အမဘန်ကောက်ရောက်နေတာမနှောက်ပါနဲ့အမရဲ့ နောက်เสียလားငါခုတကယ်ဘာကောက်ရောက်နေတာဟာ ကျမမှာတော့အမကိုအားကိုပြီးရန်ကုန်ဆင်းလာတာအမဘန်ကောက်မှာဘာသွားလုပ်တာလဲ ငါမော်ရဲတင်တန်းသွားတက်နေရလေဟာအနေရလဲ တကယ်ကြီးလား တကယ်ပေါ့ဟာငါနေ့လောက်ရုံးရင်မလာပြီမဲ့ဒီမှာရတဲ့အတွေ့အကြုံတွေနဲ့မြန်မာပြည်ပြန်လာပြီးတော့ agency ဖွင့်မှာဟာ ရန်ကုန်ရောက်တော့လေအမနဲ့မတွေ့တာနားတယ်အမရဲ့ အားကြရင်လည်းနင်ဒီကိုလာခဲ့လိုက်ပေါ့ဟာဒီမှာလာပြီးတော့နင်မော်ရဲတင်တန်းတက်လိုက်မယ်ဆိုလို့ရှိရင်နင်ဘဝတက်လိုက်ရမ်းဖြောင်းသွားမှာဟာ တက်ချင်တာပေါ့အမရဲ့ကျမရဲ့ငယ်အိမ်မကလည်းမော်ရယ်တယောက်ဖြစ်ချင်တာလေ တက်ချင်လည်းလာခဲ့လိုက်တော့လေငါတရားလုံးရှိနေရပဲ အိမ်မက်တွေကဈေးကြီးပါတယ်အမရဲ့ဖြစ်ချင်တာပဲရှိရပါဖြစ်ချင်တာဖြစ်ဖို့ပတ်စံလိုတယ် နေအဲ့လိုသာတွေးနေမယ်ဆိုလို့ရှိရင်နေတစ်သက်လုံးဖြစ်လာမှာမဟုတ်ဘူးသိလား အမဟိုပင်နှန်းကြီးကဘယ်လောက်တောင်လဲ အ
ညီမဝင်နေဆိုရင်တော့သိန်း400လောက်တော့ကုန်တာပေါ့ဟာဒါပေမဲ့နင်သာတကယ်အောင်မြင်သွားမယ်ဆိုလို့ရှိရင်အဲ့သိန်း400ဆိုတာဘာမှမဟုတ်တော့ဘူးဟာ အမရဲ့အခုတော့ခြေတလုံးအိမ်တိုင်းဖြစ်နေတာအဲ့ဒီပတ်စံသိန်း400ကိုကျမဘယ်နာသွားရှာမှာလဲ ဒါများလိုက်ဖြူရဲ့နေရုံနေရလေးနဲ့လေစပွန်ဆာတယောက်လောက်မြန်ရှာလိုက်ပေါ့ နေပါစေအမရဲ့သူများမဟင်ငယ်တော့ဖြစ်မခံနိုင်ပါဘူးကျမရဲ့အိမ်မက်ကိုပဲဆုတ်လိုက်ပါတော့မယ် အေးပါနင်စိတ်ပြောင်းသွားရင်တော့ငါ့ကိုလှမ်းပြောဖို့ဟာနော်ခုတော့သွားလိုက်အောင်မယ်နောက်မှပြောကြမယ်တကယ်ကြီးနော်တတား ကိုချရဘောကိုရက်တည်ဖို့ဆိုတာလောက်ရှိမှဖြစ်မှာလေ ဘာလို့ပါချောင်း ကွန်ပျူတာပန်းထုတ်ဆက်ကိုလို့ရှိသည်ရဲ့ လောလုံးတယ် လောက်ရမှာပဲလေအရင်နေမှမရှိဘူးဒီလိုပဲရရလောက်ကိုလောက်ရမှာပေါ့ အဲ့ဆိုလည်းလိုက်ပို့ပေးမယ်လေအပြန်လည်းကြုံပါပါလာကြိုပေးမယ် အလုပ်ရတော့ဝမ်းသာပါတယ်ဒါပေမဲ့ပင်ပန်းပါနော် အလုံးမရှိတာပူပေပန်းတာပေါ့ရှားရင် အဲ့တော့မော်ဒယ်ဖြစ်ချင်တာ ဖြစ်ချင်တယ်ပဲပြောရမှာပေါ့ဒါမဲ့ခုဘွားနဲ့တော့ဝေးပါ အာအိမ်မက်ဆိုတဲ့အရာမရောက်ရောက်သွားတဲ့အရာမဟုတ်ဘူးလား နောက်ဘဝကြမှာချမ်းသာတဲ့မိသားစုကိုဝင်စားပြီးတော့ချစ်ချင်တဲ့ဆန္ဒတွေကိုကောက်ထဲဖွားမယ် နောက်ဘဝမကူပါဘူးဒီဘဝမှာねဒီလဒီနှစ်ဒီအတော်တွင်းထဲမှာအဲ့အိမ်မက်တွေစီကိုမရောက်ရောက်အောင်ကိုသွားလို့ရတယ် ရှမ်းနောက်ပြီ ရှိုင်းမှာလည်းအိမ်မက်တွေရှိရလေအဲ့အိမ်မက်တွေကိုကြောင်ထိုးထားလို့ကိုချင်းစားတာ ရှမ်းရဲ့အိမ်မက်ကဘာလဲ အိမ်မက်ကပိုက်လို့ဖြစ်ချင်တာ အကြီးပါလား ဟုတ်တယ်အခုပိုက်လို့ဖြစ်ချင်တဲ့ကောင်ကတက်စီမောင်းနေရတယ်ဆိုတော့စဉ်းစားတာကြည့်တော့ ဟုတ်တယ်နော်တကယ်တော့လူတွေကအသက်ရှင်လေးရတဲ့အိမ်မက်တွေရဲ့ညှော်လင်းချက်တွေကတစ်ခုပြီးတစ်ခုသိနေကြ အဲ့လောက်ကြီးတဲ့စိတ်ပြင်းနေပါနဲ့ရှိုင်းလဲဝိုင်းပြီးဆူတောင်းမိမှာပေါ့နှစ်ယောက်ဆူတောင်းလဲမြန်မြန်ပြည့်တာပေါ့နှစ်ယောက်တွန်းရင်ပိုရွေ့တယ်စိတ်ကြင်မနေနဲ့ ညပါ သိန်း900မများလုံးဘူးလားသိန်း300လောက်နဲ့ပေါင်းဖို့ရောအဆင်မပြေဘူးလားမင်း ကျွန်တော်လိုချင်တာ3,500ဗျာအဲ့တော့ကျွန်တော်3,500ရရင်ပေါင်မယ်မရရင်တော့မပေါင်တော့ဗျာကျွန်တော်တခြားပဲသွားရှာလိုက်တော့ ကဲသိန်း900ဆိုတော့လည်း900ပေါ့ဒါပေမဲ့အတိုးကတော့ပြောထားတဲ့အတိုင်းပဲ
လုံးဝမလျှော့ဘူးနော်အေးလာတယ်လာတိုင်းတော့အတိုးမှန်မှန်တက်ရမယ် စိတ်ကြပါမပူပါနဲ့ဒီအိမ်ကကျွန်တော်ရဲ့ကျွန်တော်အဖေရဲ့ကျွန်တော်အမေရဲ့ကျွန်တော်တို့နေခဲ့တဲ့အိမ်ကကျွန်တော်အိမ်ပဲစိတ်ကြမပူနဲ့ကျွန်တော်မှန်မှန်ဆက်ပါ ကဲဒါဆိုလေဆရာဆရာနဲ့စစ်ကြည့်ပြီးတော့စာချုပ်ချုပ်ကြတာဗောမမ ကဲရောက်တော့ ရှိုင်း ဟာဒီနေ့ပြန်လာစောသားပဲ ကားမထွက်ဘူးလား ထွက်တယ်ဒီနေ့နေ့တူပဲလေ အော်အလုပ်ကိစ္စရှိလို့ပေါ့ ဆိုတော့ အဲ့ဆိုထမင်းတော့ချက်လာပါ အာနေဦးအဲ့စားဖို့တောက်ဖို့ကိစ္စတဲ့အရေးကြီးရပြောကြရှိဒီမှာခဏလိုက်တာ ဘာကိစ္စလဲ လာပါခဏလိုက်တာ ဘာပြောမို့လဲရှိုင်း ဒီငွေနဲ့လာရခဲ့အိမ်မက်တွေဆိုတန်းတန်းမတ်မတ်တာတော့ကိုပို့ပေးရ ဘာပြောနေရလဲရှိုင်း အောင်မြင်တဲ့မော်တွေတယောက်ပြင်ချင်းလို့လေ ဒီငွေနဲ့ ဟုတ်တယ်ဘန်ကောက်မှာတကယ်ချင်းရှိရဆိုသူနဲ့ဆက်သွယ်လိုက်ပြီးအဲ့မှာမော်ဒယ်တင်တန်းတစ်ခုခုကိုရှာတတ်မော်ဒယ်တင်တန်းတက်ချင်နေတာသိတယ်လေ ကျေးဇူးတင်ပါတယ်ရှိုင်းလိုက်မြူပြရစီ ဘာဖြစ်လို့လဲ လောကမှာအလကားရတာပဲအရာမှမယူသင့်လိုအပ်လို့ယူခဲ့ရင်တော့မှလိုအပ်တာထပ်ဖို့မယူသင့်အခုလေလိုက်ကရှိုင်းရဲ့အရေးမှာမိခိုနေရတာနဲ့ချိန်တတ်ပါတယ် အာလာရိတ်ကဂျင်းနေပြီမယ်ကိုကမဂျင်းနေဘူးလေဟိုကိုရင်ထဲမှာဖြစ်နေတာလာရိတ်ကအိမ်မက်တွေလာရိတ်ကလှလဲလှတယ်ချစ်ဖို့လည်းကောင်းတယ်ပြီးတော့ကိုပုံငွေလင်းလင်းဝင်ခံရလို့ရှိရင်လိုက်ဝင်ချစ်မိနေပြီဟိုဒါပေမဲ့လေဟိုလိုက်ကိုချစ်တာတက်တက်အိမ်မက်တွေကိုဖြည့်ဆည်းပေးနေတာတက်တက်ပြန်မချစ်လဲရရင်နော်နေတတ်တယ်ဘာမှပြန်ပြီးပေးဆက်စရာမလိုအောင်မြင်အောင်ပဲကြိုးစားနော် ဒီငွေတွေကရှိုင်းရဲ့ဘဝလည်းဖြစ်ရင်ဖြစ်နိုင်တာပဲလေငါရဲ့မတော်ဘူး ဒီမှာလိုက်ဘဝမှာလေအဲ့အိမ်မက်တွေရဘယ်တော့မှအပြီးပိုင်းပျောက်ကွယ်သွားမှာမဟုတ်ဘူးအခုချိန်မှာလာလိုက်အဲ့ဆန္ဒကိုထိမ့်သိမ်းထားနိုင်နေမယ်နောက်တစ်ချိန်မှာအဲ့ဆန္ဒကိုမထိမ့်သိမ်းနိုင်လို့ရှိရင်အဲ့ဆန္ဒကြောင့်လမ်းမကိုရောက်သွားမှာသေလောက်အောင်စိတ်ပူနေတာကာကွယ်ပေးတဲ့သဘောပါကိုဖောက်ပြီးတဲ့လမ်းကိုဖြောင်းဖြောင်းတန်းတန်းသွားအားမနာနဲ့နော် အဲ့လောက်တောင်လဲလားရှိုင်း အထက်ကိုပို့လို့ရရင်ပို့လိုက်ချင်နေတယ်အောင်မြင်တဲ့မော်ဒယ်တယောက်ဖြစ်အောင်ပဲကြိုးစားပါ လာရဲ့စူးစမ်းမယ်လာရဲ့အောင်မြင်ကရှိုင်းရဲ့အောင်မြင်စိတ်ချလာရဲ့အောင်မြင်တဲ့တနေ့ရှိုင်းစီကိုဆက်ဆက်လာခဲ့မယ်နော် စောင့်နေမယ် Knife you. We knife you. Okay. ကျမလာရေးဖြူ ငါကဘလုံးဒီစုပ်ပြတ်တတ်သွားလဲနင်သိလားအတိုးပေါ်တိုးစစ်ပြီးတော့အိမ်လဲရှုံ
လူရဲ့စိတ်တွေရောက်ရက်ခတ်ပြီးတော့ရသမားလုံးလုံးဖြစ်အဲ့ဒီပြဿနာတွေကိုဘလို့မှမရှင်းနိုင်တော့လို့ဟမ်လူလင်ကြီးပါဖြစ်ပြီးအသက်ပါပေးရတော့မှနစ်သိလာတာငါအဲ့လိုစတေးပေးခဲ့တာနစ်တထေးမရဖြစ်ဖို့မဟုတ်ဘူးမဟုတ်ဘူး ဘာမဟုတ်လားနေဖြစ်ချင်တာတွေမဖြစ်ခင်တုန်းကတော့အဲ့တက်စီသမားကြီးငဆိုင်ရတော့တခင်ကြီးလို့ပါလို့နဲ့ဖြစ်ချင်တာတွေလည်းဖြစ်လဲတော့ဆက်ပြန်လာခဲ့ပါမယ်ဆိုတဲ့စကားကိုအကြောင်းထိုးထားပြီးတော့ဖတ်အောင်လို့ဘူးနေဖြစ်ချင်တဲ့မော်ဒယ်ကအဲ့လိုတစ်သေးတယောက်ကိုအပိုင်ကိုင်နေတာဟုတ်လားဟမ်နိုင်ဘယ်တော့မှရှားကိုအဖြစ်ခါမပြုတ်ခဲ့ပါဘူးရှားရဲ့နိုင်ရဲ့အိမ်မက်တကယ်ဖြစ်မလာခဲ့တာပါဘာအိမ်မက်တွေတကယ်ဖြစ်မလားဟုတ်လားဟမ်လာရိတ်ဖြူနေအခုချိန်ကြီးငါ့ကိုလိန်နေတော့မယ်နေတက်တဲ့အတက်ပညာကြီးနဲ့တထေးကိုသိမ်းသွင်းလိုက်တာအဲ့ဒါနေဖြစ်ချင်တာတွေဖြစ်နေတာမဟုတ်ဘူးလားဟမ်ရှိုင်းပြောသလိုသာဆိုရင်လိုက်ရှိုင်းနေတော့လိုက်လာခဲ့မှာမဟုတ်ဘူးလိုက်ပြောတာလေတော့ခဏတော့လေးပဲနားထောင်ပေးပါနော်မင်းကငါ့ရဲ့အချစ်ဦးဖြစ်နေလို့ချောင်းတယောက်ဆိုရင်ငါတပ်ပလိုက်ပြီပြောအေးခံကောင်းမှအလိန်ခံရတယ်ဘာအလိန်ခံရတာတိမောင်ရုံးပြီပတ်စံနေအပ်လာရဲ့ပတ်စံနေရောသူငားနေနေတဲ့ကွန်တိုအခန်းကပါလာရဲ့မနိုင်မနေနဲ့စက်ခရဘန်ကောက်လိုမျိုးကြီးထဲမှာဒုက္ခပေါင်း16000နဲ့ရအလုပ်ကိုလိုက်သိမ်းချုပ်ပြီးလုပ်ခဲ့ရအဲ့နားရှိလို့သာကြားရတယ်ယုံကိုမယုံညင်ဘူးငါအရန်ဒုက္ခရောက်နေတဲ့မိန်းကလေးတယောက်ကချက်ချင်းတထေးရဲ့မယားဖြစ်တော့မယ်ဟာနဲ့ချက်ချင်းပြန်ရောက်လာဟုတ်လားတအားကိုယုံနေရကောင်းနေပြီကြည့်ချက်လည်းပြောရှာရပိုက်တဲ့နားမှာရှိနေတာကိုပဲမြင်တာပါဒီလိုအချိန်တွေရအောင်လို့လိုက်ဘလို့ပြတ်တန်းခဲ့ရလဲဆိုတာရှိုင်းမှမသိတာဒီမှာကြည့်ဘာဖြစ်လဲကြောက်ကတချမ်းထုတ်ရောင်းတာဘာဖြစ်လို့ဘန်ကောက်မှာကြုံတွေ့ရတဲ့ဒုက္ခတွေမခံစားနိုင်လို့ကြောက်ကတချမ်းထုတ်ရောင်းပြီးဖြေရှင်းခဲ့တာပြောပါအပြစ်တင်မယ်ဆိုတော့တင်လိုက်ပါလိုက်ကြောက်ကတချမ်းနဲ့တခြားနေနေရတဲ့သူပါတနေ့ကျရင်ရှိုင်းစီကိုပြန်လာခဲ့မယ်ဆိုရည်ရွယ်ချက်ပဲရှိအောင်အထင်တာရအားတော့ပြန်ပြီထင်တယ်
ငါနားထောင်ရသလားနင်းလက်ရအဆင့်တော့ရှိတယ်ဒါပေမဲ့ငါတို့ကလပ်မှာလူတစ်ကိုခန့်လိုက်မရှိဘူးမင်းတခြားကလပ်မှာသွားရှောက်ချင် ကျမရဲ့စကေးကိုရှင်းတယောက်တည်းတော့ဆုံးဖြတ်လို့ဘယ်ရလဲ မင်းကဘယ်လိုဖြစ်စလဲ ဧည့်သည်တွေကိုစက်တိုင်းတစ်ခုကျမဖွင့်ပြအဲ့တော့ပတ်သက်ပေးကြမလို့နော်ဧည့်သည်တွေကလက်ခံနေဆိုရင်တော့ရှင်တို့ကလပ်မှာကျမကိုလောက်ခံ မင်းပုံစံကြီးကစိတ်တက်တော့တော်တော်ပြင်းထန်ဟုတ်ပြီလေဒါဆိုရင်မင်းဒီညလာခဲ့လားမင်းပြောသလိုအဆင်ပြေရင်ဟာဒီကလပ်မှာမင်းလောက်ခံမင်းနာမည် လေးထီ ပိုင်ရှင်ခီးသွားမယ်ပြောသွားတာ ဘယ်ကိုသွားလဲ အဲ့ဒါတော့ကျွန်တော် ဟမ်မသိဘူးလားမင်းမပြောရင်ငါတို့နေကြလားတည့်ရတော့ ဒီပါရှင်တို့ပြဿနာတခြားမှသွားရှင်ဒါမင်းနဲ့တိုင်းကြီးမဟုတ်ဘူး နေပါပြီရှင် ဒီပွဲကကျမစကေးကိုပြရမယ်ပွဲရှင်တို့လာတော့ကြကျမကပြတ်သွားပြီ အဲ့တော့ ဒီပွဲကိုဖြတ်တဲ့ကောင်တွေကိုပိုက်ချင်တာ အားကားပဲဟုတ်ရဲ့ငါအမေတော့ငါပေါ့တစ်ခါမှမရဘူးမင်းလည်းလေရွှေချတာကောင်းပါလိမ့်ဘာဘုံပါလဲပါရလို့ရှင်ပုံသွားတဲ့ကောင်တွေငါတစ်ကောင်မရှိဘူးနော်စမ်းကြည့်စမ်းပါဖိပြီးစမ်းကြည့်စမ်းဟမ်ကြိုက်ရှာရှင်နေတာ啊，没人想起来这些口罩，干了啥？ ဟယ်လို ဟယ်လိုဒီဂျေလေးဒီလားခင်ဗျာ အော်ဟုတ်ကဲ့ပြောပါရှင် ကျွန်တော်ကကလပ်မန်နေဂျာပါဒီရီကိုကျွန်တော်တို့ကလပ်မှာအလုပ်ခန့်နေကြအောင်ဖုန်းဆက်ပြီးကြောင်းကြတာပါ ဝါသာလိုက်တာရှင်ကျမအလုံးမရတော့အောင်ထင်နေတာ ဘာမှမဖြစ်ပါဘူးမနေ့ကလေကျွန်တော်တို့အထူးပွဲလေးရှိလို့ဒီရီအကောင်းဆုံးတင်ဆက်ဖြော်ပြပြီးနိုင်မှာပါ စိတ်ချကျမမနေ့ကဆက်ဆက်လာခဲ့ပဲနော် ဟုတ်ကျေးဇူးပါဗျာ ဟုတ်ကျေးဇူးပဲ
တရားမှမတွေ့ပါဘူးဘာလဲမြောက်ကြသေးတာ သူတို့ကမကြမ်းရောက်လာညီမလေးကတော့အကောင်းဆုံးဖြစ်ကိုလို့နော်ကိုရတော့စားလို့ရ On my damn face. Đấy. Không biết nào màပြောđâu.ပြောထားပါပေါ့ Mến sao mà quên rồi, ngà cái lá thức cùng chơi gì mà nó. Don't let the bass get you. Julio, the chili. Take what you want. Oh. By the chico, show me beer and make muscle. Maybe I wish you. Maybe I'll be Biba. I don't mean more than like. ဘယ်လိုလဲမထားနိုင်တော့ဘူးလားစိတ်ကလိုက်ပြီ ကျမကမရှိတယ်လို့ပြောနေနော်နော်အခုအစားပဲလို့ပြောနေနော် ခဏတချို့တော့လွတ်ပြီးလို့ရတယ်ထောင်တော့တော့မရ ချစ်မပါပြောနေရှင် ကိုပထမဆုံးပြောချင်တာကအခုကိုချင်းတဲ့စီကိုမင်းရောက်လာပြီးတော့အတွက်ကိုအများကြီးဝမ်းသာပါတယ်အများကြီးလည်းပျော်ပါတယ်လာရေးဖြူ ရှင်ကျမနာမည်အရင်ကသိနေတယ် မင်းအောင်မြင်တဲ့မော်ဒယ်တယောက်ဖြစ်ချင်တယ်ဆိုတဲ့အထီးကိုသိထားရဆိုတော့ ရှင်ကအဲ့ကိစ္စအထိပါသိနေတယ် ကိုမင်းရဲ့အရန်ကိုဖြစ်ချင်နေတဲ့မော်ဒယ်အိမ်မက်ကိုကိုအကောင့်ထဲထုတ် ဒီမှာ
ကျမကစပွန်ဆာရှာနေတဲ့မိန်းမမဟုတ်ဘူး Wait. No. မင်းရဲ့အိမ်မက်တွေမင်းရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးချင်တာ။ဘာဖြစ်လို့လဲပြီလား။မင်းကကိုယ်စိတ်တွေကိုပထမဦးဆုံးထိန်းချုပ်နိုင်တယ်မင်းကလေး ဒီမှာကျမဘာအောင်မြင်မှုမှလည်းမလို့ချင်ဘသူစိတ်ဝင်စားတာအောင်မှလည်းမခံချင်ရှင်လည်းကျမနဲ့ခက်ဝဲဝဲမှနေပြီပါကျမနဲ့လည်းနောက်လာမပတ်သက်ပါ မရတော့ဘူးလိုက်ကြုံသွားပြီကိုမင်းကိုစတွေ့တဲ့နေရာစားပြီးတော့မင်းကမဲသေးတာပဲကိုကအဲ့နေရာစားပြီးတတကြီးဖြစ်သွားပြီမင်းတော့ထွက်သွားဖို့ဆိုတာလုံးဝမဖြစ်ဘူးကိုလည်းစဉ်းတော့စဉ်းစားမှာမဟုတ် ရှေ့ကျမစကားကုန်ပြောပြီးသွားပြီရှင်မလို့တော့ခေါင်းမှန်နေ ခေါင်းမာတော့မဟုတ်ဘူးမင်းကိုပဲထာဝရချစ်တော်မယ်ဆိုရင်ကိုယ့်ရဲ့နှလုံးသားကိုခိုင်းနေတာတိုက်ပြီကိုချစ်ခွင့်ပေးပါကိုဘဝမှာမင်းမတူးထုံးခဲ့ကိုမင်းကိုဘယ်လောက်ထိချစ်လဲဆိုတော့ကိုပြချင်မင်းရဲ့စန္ဒာကြီးအားလုံးကိုဖြည့်ဆည်းခွင့်ပေးပါနော်ပိုက်တဲ့နားမှာရှိနေရဆိုတာကလည်းရှိုင်းစီကိုအမြဲဆုံးရောက်နိုင်တဲ့လမ်းလို့ထင်လို့သူ့နားမှာရှိနေရတာပါ အဲ့ဒါနဲ့ပဲငါမင်းကိုအပြည့်အဝကြီးနားလေလိုက်ရတော့ဟာလား အားချစ်တာရှိုင်းလေသူ့ကိုအချိန်လေးတစ်ခုထိပဲလက်ခံထားတာငါ့ကိုလိုက်ပြန်တိစောင့်နိုင်တဲ့တနေ့ရှိုင်းစီကိုပဲပြန်လာခဲ့မှာ အာတော်စမ်းပါမင်းမဲ့ငါတည်းလို့အကောင်ကြီးကိုအမိရဖမ်းလာတာမဟုတ်ဘူးလားဟမ်သူ့ရေးအောက်မှာနေရတာမင်းဘဝဘယ်လောက်ကြီးခမ်းနားတဲ့ထဲသွားဆိုမင်းလည်းသိတယ်ငါလည်းသိတယ်မင်းပြန်လာမယ်ဆိုတာလေအဲ့ဒါပုံမြင်နေ ဒါတော့လိုက်ကိုရှားရထင်သေးတာပဲသူ့စီကစီးစိမ်ဥစ္စာတွေဘာတစ်ခုမှမမှတ်မဟုတ်လိုက်ဘဝအခုနဲ့တောင်ရပြတ်သွားရင်လိုက်ဂယူးမဆိုင်ဘူးလိုက်ရဲ့ချစ်ဘဝရှိုင်းမှာရှိုင်းစီကိုလိုက်အမြဲဆုံးပြန်လာခဲ့မှာ မဖြစ်နိုင်ဘူးမင်းမဖြစ်နိုင်တာလာမပြောနဲ့မင်းငါစီပြန်လာဖို့မပြောနဲ့သူ့စီကနေရုံးထွက်ဖို့ဆိုမင်း10ဘဝတော့မဖြစ်နိုင်ဘူး ရှက်ဘာလို့သူ့အဲ့လောက်တော့ကြောက်နေရလဲ ငါကြောက်နေတာမဟုတ်ငါကျေးဇူးသိနေတာမင်းအမိဖမ်းလာတဲ့အဲ့တတိယငါရဲ့ကျေးဇူးရှင်မင်းလုံးလို့ငါဘဝစုပ်ပြတ်တတ်ပြီးတော့မှိန်နေတဲ့ချိန်ကို तू ကအယောင်ပြန်တင်ပေးထားတာငါကျေးဇူးမဆက်နိုင်ဘူးကျေးဇူးတော့ကမ်းလို့မရဘူးတော်ပြီအခုဒီကိစ္စဒီမှာပဲထားလိုက်တော့မင်းရောငါရောသူ့ရှိမှာအနေထိုင်စင်ကြင်မှရ ဂယူးကိုမဆိုင် မဝင်တော့လေ။အနေနဲ့ခမ်းမှာမဟုတ်တာ။နင်းနေမှာပဲ။ရတယ် ရှိုင်းလိုက်တွေ့ကြုံခဲ့တဲ့နေရာအကြောင်းအရာတွေအားလုံးရှင်းပြခဲ့ပြီလေလိုက်ကိုစိတ်ထဲမှာရှင်းလိုက်တော့ ။ကျော်ခမ်းတော့။နား ရှိုင်း ။ဘာလဲ။ဒီလိုနေသားမျိုးကြီးနဲ့မင်းတထေးလက်ထဲရနေဘယ်လိုလုပ်ရုံထွက်နိုင်မှာလဲကွာ။ဘလောက်ပဲကြီးရဲ့ချစ်ချင်းမြတ်တာပဲဖြစ်ဖြစ်ဝေနဲ့ဖိရင်တော့လက်မှာပဲမင်းနဲ့ငါဘယ်လိုဆက်ပြီးတော့စကန်းသွားမှာလဲလာရဖြူ
ငါတတိယလူရောမင်းနဲ့ငါပြန်တွေ့ရဘလို့ကြမှာဆိုထပ်ပေါ်လာအောင်ပါလေ ရှိုင်းညဒီချင်းချင်းမိတ်တွေပဲဘာတွေတွေးနေရလဲ ငါလုံချောင်းနေစဉ်းစားနေပါ ဖြစ်နိုင်ပါဘူးအလုပ်ကြောင်းဆိုအိတ်ခမ်းထဲမှာတွေးလဲရရတာ ငါလည်းတက်တက်ကြီးလာရစ်နေပြန်ပြီငါ့ကဲညလက်နဲ့နေကဲလာသွားကြမယ် ခဏနေရော ပါတော့ ညတခုဖြစ်နေရမလား ဘာမှဖြစ်ပါဘူး မလိန်နဲ့နော်နင်းနဲ့ငါတူတူနေလာတာကြားလာပြီညတခုဖြစ်တာနဲ့ငါတန်းသိတယ်နင်ကတောင်ခံစားတတ်တဲ့သူမှမဟုတ်တာဒီလောက်ထိခံစားနေပြီဆိုရင်တော့ညတခုဖြစ်နေတာသိကြတယ်ဟဲ့နေဟိုမိန်းမကြောင့်စဉ်းစားနေတာမလား ဘယ်မိန်းမလဲ နင်ကိုလမ်းမေးရအောင်ပို့ခဲ့တဲ့လာရိပ်ဖြူဆိုတဲ့မိန်းမလေ မဟုတ်ပါဘူးလေနင်ကမရှုပ်ဖြစ်နေတာ နင်မှစဉ်းစားကြဆိုလို့အဲ့မိန်းမအကြောင်းပဲရှိတာနင်သူနဲ့ပြန်တွေ့နေငါမေးနေရလေနင်လာရိပ်ဖြူဆိုတဲ့မိန်းမနဲ့ပြန်တွေ့နေလို့လားလို့ မဟုတ်ပါဘူးလေငါအလုံးကြောင်းစဉ်းစားသွားရတော့ နင်တကယ်များလာရိပ်ဖြူနဲ့ပြန်တွေ့နေလို့လားသူနဲ့ပြန်တွေ့မှငါအကြောက်ဆုံးပဲရှိုင်းရဲ့ဘာတော့ဆောင်မှာမလဲ ရင်ထဲမှာရှိတဲ့ခံစားချက်တွေကိုကြော်လွှားနိုင်မယ်ခေါ်တွေးတစ်ခွက်လားနေမပြောနဲ့တခြားယောက်ျားတွေကြောက်ကပြောပါလား ဘာလို့လဲ ဒီလိုမင်းကလေးတယောက်ကငါလိုယောက်ျားလေးတယောက်ကခံစားချက်ဘလို့နားလဲပါလဲ ဘာဆိုင်လို့လဲရှင်မာရဲ့ကောက်တွေကိုရတာရှိဖြောပေးနိုင်ရပြီ အဲ့အရာသာကိုကြောက်တာအရာသာရှိသွားမှာဆိုလို့နေပြောမှတော့မတော့လို့ဝီစကီတစ်ခွက်ပဲ ဟာရရှင်းတဲ့ဘောပဲ ဘာလဲကွာလုံးမနေနဲ့ဗျကျွန်တော်ဘာပိတ်တော့မယ်ဗျ အေးသွားပြီသွားမဟုတ် ဘူးလေဗျခမားရှိနေတော့ကျွန်တော်ကဘယ်လိုလုပ်ပြီးဘာပိတ်လို့ရမှာလဲပြီးတော့ဒီမှာခမားတောက်ထားတဲ့ဘေးလဲပါလာတယ်ခမားဘေးရှင်းပြီးပြန်တော့ဗျ 2000ခွဲတော့ ဟာဟဲ့လူ2000ဝဲမဟုတ်ဘူးဗျတေချာကြည့်ဦး2သိန်းခွဲ ဒါလေးတောက်လာဘယ်လိုလောက်ကြာ ဟာဟုတ်တယ်လေဗျာဒီမှာခမားတောက်တဲ့ရေပလင်းကိုလည်းကြည့်အောင် မိန်းမတွေလည်းအတူတူပဲအရက်လည်းအတူတူပဲအားလုံးအတူတူပဲမင်းအောက်ပွေတာပြောနေတယ်ရက်ကရက်ပဲရောလေရော 3သိန်းဝဲလိုသေးတယ်ဗျ လည်းပဲရိုက်ပြီတော့ ဟာခဏအဲ့လိုလုံးလို့ရမလားဗျဒါလမ်းဘေးရက်ပုံးဆိုင်မဟုတ်ရအောင်ဗျခင်ဗျားမှာကေပေးဝေပေးရှင်ခင်ဗျာအဲ့ဒါနဲ့ရှင်းပေးကျွန်တော် ဟ
ကေးပေးတယ်မရှိဘူးဝေးပေးတယ်မရှိဘူးအဲပေးပဲရှိတယ်လည်းပဲပေးတယ်သွားတော့ ကွာဒီလိုတော်တော်လက်ပေါက်ကတ်ထား အားဟဲ့မျိုးကမဲပန်ညာပေးမယ်ကိုပြောတာပဲမကြည့်နဲ့ဘူး ဟေးမလုပ်ပါနဲ့လက်တွေလုံးလုံး သမီးဒီလိုတော်တော်ပြောခက်နေ ကောင်းကောင်းမပြောမှာပေါ့လက်တွေပါကွင်ဖဲကောင်းလဲတော့ဘာပြောလို့လဲ ဒီမလေးဗျာဘေး2သိန်းခွဲကြတာကျွန်တော်3သိန်းပဲပေးတယ် ဟဲ့အမင်းကမနှက်ပြန်လာရင်ပေးမယ်လို့ပြောငါလူလိမ်မဟုတ်မင်းနားပါဘူးလားငါဗမာစကားပြောတာဟမ် ကဲပါသူမပတ်စံမပါအိုက်စင်းကိုငါပေးရထည့်ထားလိုက်ငါစိုက်ထားလိုက် ဟဲ့အဲ့မင်းမေဂလာနဲ့သမီးဟဲ့ကဲဒီရှင်ကြီးပေါ့ရင်းနေနော်ဘာဝေးဝေးနေသမားဝေးဝေးနေသမား ဘာပိတ်မှာလားလုံးဆက်ရှက်တော့လို့ရတယ် ကဲအကူဘာလဲပိတ်တော့လာရှင်ကိုစိုင်းပေါက်ဝလိုက်ပြီ ဟိုငါမင်းပတ်စံပြန်ပြီးမှာနော်မင်းဘူးပတ်စံပြန်ပြီးမှာ ကဲပါစကားတွေမများနဲ့လားပြန် အေးဟဲ့ ဘာဖြစ်တာလဲ မထီးနဲ့ငါအသားကိုမထီးနဲ့ကြောက်လို့မိန်းမတွေနဲ့ပတ်သက်ရမှာကိုကြောက်လို့ မပတ်သက်နဲ့နော်ဘာမှမဖြစ်ဘူးနော်ရှင်ကိုတနာလို့ပူညီရမဟုတ်ရင်ရှင်ခေါင်းကွဲတော့မယ်လာသွားမယ် ဟိုငါရောအတန်ဆုံးပဲရရင် ကျမရှင်ပြန်ဆက်မယ်ဆိုလို့ပူညီလိုက်တာမဟုတ်ပါဘူးပြန်မဆက်လဲအိမ်ကြီးလိုက်ပြတာ အေးငါမှဘာအေးမှမရှိဘူးမင်းလောက်တာလည်းတော့ငါအကြောင်းတွေကိုပေါ်ကုန်ပါပြီဒီတိုင်းမှာငါမနေ့ရတော့ပြည်သူပဲရှိတယ်နောက်ကငါရှင်းနိုင်မရှင်းနိုင်ဘာမှဝင်ပြီးပူညီကြနော်ဟုတ်ပြီ အော်ခဏ ဟာလေ ရှင်နာမည်อ่ะ နာမည်ဘာလဲမင်းလာဝကလူကြီးစစ်တန်းကောက်ကိုလိုဆမ်းပါဟာ နောက်တစ်ခါလမ်းမှာတွေ့နာမည်ခေါ်ပြီးနှုတ်ဆက်မလို့ ဘာမှနှုတ်ဆက်စရာမလိုဘူးเนาะအဲ့မိန်းမတွေကိုစိတ်ကုန်လုံးကိုဝေးဝေးနဲ့ကင်းနေတာเนาะခုတော့သွားပြီ အောက်ထိုက်ဘလားပြေသွားပြီကွာငါအကျွေးသိမ်းနေရမယ်ပါ ကျွန်တော်နောက်တစ်ပတ်လောက်တော့စောင့်နေပါအောင်ကိုလိုရ ခင်ဗျာဘလားစောက်ပေးပါဆိုတော့ငါစောက်ပေးပြီအခုတပတ်မြို့မှာမင်းမလုံးလုံးလား ဟိုကျွန်တော်ဝေးရှာနေပါတယ်ကျွန်တော်တစ်ပတ်အတွင်းကိုအကုန်လုံးရအောင်ပြီးပါပါ တပည့်တွင်းမရဘူးဆိုရင်ဘယ်မှာတတ်မှာလဲ တက်ဗျာတက်ချင်တက်ပလိုက်တစ်ပတ်အတွင်းမရဘူးဆိုရင်ကြိုက်တယ်လို့သာလုပ်နော်တစ်ပတ်တော့စား 你肯定对吧？အဲ့လူတွေကလူမိုက်တွေချင်တယ်နော်တကယ်လုံးမဲ့လို့ကဲပါရှင်ဖက်ဖက်ဖြစ်နေတယ်ဒီပတ်စံပြန်ယူသွားလိုက် မင်းကကိုနဲ့မဆိုင်နိုင်ဘာတွေဝင်လုံနေဘာပတ်စံမပေးတယ်ဘာမှမဖြစ်ဘူးအကောင်လည်းဘာမှမလုပ်ရဘူး ဘယ်ဖြစ်မလဲရှင်ကျွေးကသိန်းနေရအောင်ဆိုမပေးရင်တတ်မှာဆို ဟောတက်ဒီအေးတော့ပြီးသွားတာပဲလေအဲ့မိန်းမတွေကြောင့်ဖြစ်နေတဲ့ဝေကျွေးတွေမြန်ကြေသွားတော့အေးရော ရှင်မိမအဲ့ပတ်စံတွေတုံးလိုက်တယ် ငါလူပြိုးကမင်းပြောသလိုငါမိန်းမဖြစ်နေတော့ငါအဲ့လောက်ညီးမှာမဟုတ်နော်မင်းတို့မိန်းမတွေကပြီးယောက်ျားတွေဆိုလေကလေးလိုပဲတက်မယ်နင်းမယ်ကြော်မယ်ခွမယ်သစ္စာကြတော့တစ်စက်မှမရှိဘူးမင်းရှိမှပြောရတယ်တိတ်တော့လည်းဘာမှတော့မဖြစ်ပါဘူးမင်းလည်းမိန်းမဖြစ်နေဒီပုတ်ထဲကဒီပဲအာယုံတွေကနောက်နေသွားပြီ အားလုံးပဲအေးစေး3000ကြပါဗျာဘာမှဖြစ်ပါဘူးသူတို့ပြင်မာချင်းချင်းရန်ဖြစ်နေကြတာပါနော်ဘာဖြစ်တာအရှိမဘယ်လိုပတ်စံထုတ်ကြည့်လိုက်တယ်ကြော်ကြီးတို့ပြောဝိုင်းဆိုင်နေ
ကျွန်တော်သိပါလား သိတယ်ဆိုတော့ကေအာယူနဲ့တော့တော့ပေါ့ကွာ ကျွန်တော်ကျေးဇူးထပ်တင်ပါတယ် ကျေးဇူးဆိုတော့တင်ရတာမဟုတ်ဘူးတက်ပြရမင်းတင်ရတယ်ပြောင်းရင်ကူးလိုက်ပေါ့ဆက်တော့တော့ပါစီလားပြေရရလားပြေ ရပါတယ်ကိုရှိုင်းကျမကိုစီကလိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်ပြောင်းမြန်နေပြောနေငါ့ကျေးဇူးကငါတင်ရမှာမင်းနဲ့ငါနဲ့လည်းဘာမှမပတ်သက်ပဲဘာပြဿနာလဲဘာလို့ဝင်ပါလဲအမုန်းနေတဲ့မိန်းမတွေမှာတယောက်တော့ရောသွားပြီထင်ပါတယ်ကျမကရှင်ကြုံမှုရဲ့မိန်းမမျိုးတော့မဟုတ်ဘူးကိုရှိုင်းကျမဖြစ်စီချင်တာတစ်ခုတည်းပဲရှင်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်စီချင်တယ်ရှင်ကြုံနေရတဲ့အခက်အခဲတွေကိုကျမစွမ်းသလောက်ကူညီပေးမယ်ဒါပဲရှင်ပေါ်ကောင်းစီခြင်းတဲ့သူတယောက်ရှိတယ်လို့ပဲသဘောထားလိုက်ပါဒါဆိုရင်ရှင်နဲ့ကျမကြားမှာစိုင်းနာတွေမစိုင်းနာတွေတခြားဘာအကန့်မှမရှိတော့ကျေးဇူးများကြီးတင်တကယ်ကျေးဇူးတင်ရှိတော့ဘူးလုံးငါထင်နေတဲ့ဘဝအမေရဲ့လက်မငါတခါပြန်လဲကသက်ဝင်တော့ပါဘောပါနေရရှုံးနေတဲ့မမျိုးနေခဲ့သူငါကိုဆယ်ရင်ပျော်ရွှင်ခြင်းကိုငါရင်ပန်းမှာတစ်စိတ်လိုကရင်နေဟာငါတွေ့တော့နေဟာငါတွေ့တော့ဝေလာမင်းတမိုးမျိုးရှိတော့ဘူးလုံးငါထင်နေတဲ့ဘဝအမေရဲ့လက်မငါတခါပြန်လဲကသက်ဝင်တော့ပါရှုံးနေတဲ့မမျိုးနေခဲ့သူငါကိုဆယ်ရင်ပျော်ရွှင်ခြင်းကိုငါရင်ပါမှတစ်စိတ်လိုကရင်နေဟာငါတွေ့တော့နေဟာငါတွေ့တော့နေဟာငါတွေ့တော့အဆင်ပြေခဲ့ရလားမရှာ ဟောပြေးတာဟောပြေးတာမဟုတ်ဘကန်းအောင်လို့နေသေးတယ်ကိုပိုင်တဲ့ကငါ့ကိုခွင်ကောင်းတဲ့လူတွေပြီးမယ်တဲ့ အဲ့အလုပ်တွေကဥပဒေနဲ့မညီဘူးမလား ဟိုနေရာလည်းရှိနေကြတာပဲနည်းနည်းပေါ့ညီဆုံးလို့ရှိမှာပေါ့အဲဒီတိုင်းဆိုရင်လေအမြဲတမ်းစမ်းစမ်းအဆင်ပြေပြီးတော့ငွေလေးများများစုပြီးငွေလေးစုပြီးတော့ကနေမျိုးလေးတစ်ပြုတ်မှာအခြေချအောင်လို့စဉ်းစားတာအဲ့ကြရင်ငါလည်းလိုက်နေဖြေဦးမေပြောကိုရှိုင်းနေဆိုရင်လေကဘာကြီးအဆုံးထီကိုလိုက်မှာ ကြိုက်သွားပြီ
ဘာကြီးဆုံးပြီးတော့မလို့လမ်းမှာစီးပြတ်သွားရင်နှစ်ယောက်တိုင်ပတ်သွားတယ် ဒီရောနေရဟုတ် အဲ့ဒါစီပုံးလေးထိုင်မိနေတယ်နော်တန်းစီလေး နင်အဲ့ဒီမိန်းမနဲ့ဘယ်တော့မှပြန်မတွေ့ပါစေနဲ့လို့ငါဆူတောင်းပါတယ်ဟာ မလီဒီကျွန်တော်ဘာခိုင်းပြရှိသေးလဲ မေးစရာမရှိဘူးမေးစရာလေးရှိ ရပါမယ်ပြီးပါ ယောက်ျားတစ်ယောက်စီကဂယူးဆိုင်မှုကိုလိုချင်ငါဘာလုပ်ရမလဲမင်းပြောနိုင် ဘော့စ်ကမလီဒီကိုမဆိုင်ဘူး ငါမေးတာပဲဖြေစမ်းပါငါမင်းကိုချစ်တယ်ဆိုပါတော့မင်းကငါ့ကိုဂယူးမဆိုင်ဘူးအဲ့ဆိုငါဘာဆက်လို့ စက်ကြိုးလာမှာပေါ့ မင်းမရီးစားရှိလား ပြတ်သွားပါ အဲ့အတွက်မင်းနောင်နာရ ရပါတယ် တချို့မိန်းမတွေဈေးပေါ်တယ်ဆိုတာအဲ့ဒီယောက်ျားကိုအမှန်ချစ်နေကိုပိုင်လာနေ ဝင်းရစပြီးတော့ကိုအများကြီးချက်နိုင်ပါတယ်တက်ကြအောင် ဟုတ်ဆိုပြီ ဒီနေ့ကြောက်ချစ်ဆိုရင်မွေးနေဆိုတော့ဒီကုန်ရန်ကုန်ကဲကြိုက်တာတော့ကြိုက်တာဆောင်ကြိုက်တာဆောင်โอเค Let's start the party
နေအောင် အဲ့မိမနေဘဘကိုစုပ်ပြတ်တတ်သွားအောင်လုပ်ခဲ့တယ်လာရိပ်ဖြူမလား ဟုတ်တယ် နင်းလိမ့်နေရှိုင်းအဲ့မိမပြန်ရောက်နေနေငါ့ကိုဘာလို့မပြောတာလဲ ငါမလိမ့်ဘူးနော်ငါဘယ်သူ့မှမလိမ့်ဘူးဟောလိမ့်နေဆိုတဲ့စကားနေနောက်တစ်ခါထပ်မပြောနဲ့အနည်းတော့မရေးရှင်းပြငါလည်းပြန်လိုက်ကြလား ငါဘာလို့လိုက်ရမှာလဲငါအဲ့မိမလုံချင်တိုင်းလုံနေရတယ်သဘောထားကြီးကြီးနဲ့ထိုင်ကြည့်နေရမှာလားနေငါနဲ့ပြန်လိုက်ခဲ့ ငါတထေးကိုငါအားနာမယ်ငါပြန်လိုက်လို့မရဘူး နေငါနဲ့ပြန်လိုက်မှာလားမလိုက်ဘူးလား ဟဲ့မိမိနေမကောက်နားမလဲဘယ်သူမှကောက်နားလဲပါလဲငါလိုက်လို့မရဘူးလို့နင်ကဗမာစကားပြောတာနဲ့နားမလဲဗျာငါမလိုက်ဘူးသွားရင်နင်ကနေတော့စားပြီကွာလာရေးဖြူကတော့ရမ်းမွေတယ် နေလိုက်ဖြူဆိုတဲ့မိမနဲ့တော်တော်မှပျော်ခဲ့ရလားရှာ နင်ကလည်းငါ့ကိုရန်စကားရည်နဲ့လာပြီးချိုးဆိုနေရတဲ့ဟာ ဘာရန်စကားလဲဟမ်အဲ့ရန်ကိုဘယ်သူစမွေးခဲ့တာလဲအဲ့မိမပြန်ရောက်နေနေငါ့ကိုမှရှင်းလေနေအဲ့ကိစ္စကိုရှင်း ပြောစရာမလိုလို့လေဟာ ဘာမလို့ရမှာလဲအဲ့မိမညို့နင်းကြဖြစ်အောင်လုပ်ခဲ့တဲ့မိမနော်အေးနစ်ပတ်ဝင်းကျမှာအဲ့မိမပြန်ရောက်နေနေငါ့ကိုပြောရမှာပေါ့ မဟုတ်ဘူးမိမိလာရေးဖြူကလေဒီဖြစ်နေပြီနော် तू ကငါတထေးရဲ့လည်းဇနီးလောင်ဖြစ်တော့မှာ तू လည်းငါနဲ့ပတ်သက်စရာဘာကြောင်းမှကိုမရှိတော့ဘူးဟဲ့ နင်းရတာလို့ပတ်သက်စရာအကြောင်းမရှိဘူးလို့ပြောနေတာအဲ့မိမငါရှိမှအိန္ဒိယတောင်မစင်နိုင်ဘူး ဘယ်ဘာလျှောက်ပြောနေတာလဲဟာ အဲ့မိမနင်းကိုနွားဆက်ပြန်သွင်းတော့မှာနော်နင်းရှိမှလည်းငါ့ကိုစိန်ခေါ်အဲ့နင်းမြင့်နေမလား မဟုတ်ဘူးမိမိရဲ့ငါလည်းမပတ်သက်ချင်ဘူးနော်ငါတထေးရဲ့မျက်နှာကြောင့်ငါလည်းမလွဲတာလို့ပတ်သက်နေရတယ်နင်ရလဲ နင်းအဲ့မိမနဲ့ဆက်ပြီးမပတ်သက်နဲ့အဲ့မိမနင်းရှိကိုတိုးလာတော့မှာနော်ငါအကုန်ညင်နေတယ် အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဟာနင်ရလဲ နင်ကတခါအလောင်ခံရပြီးပြီနော်အေးတိတိနဲ့ဆက်ပြီးအလောင်ခံနေရနင်ယူနေလို့ပဲမီးဆိုတာမလောင်ရင်တားရတယ်သူဆက်ပြီးရှေ့မတိုးလာနဲ့နင်နဲ့ငါရန်ကုန်ကထွက်သွားမယ် အဲ့လောက်ကြီးလိုလို့လားဟာအဲ့လောက်ကြီးမြန်မြန်ရောလိုလို့လား လိုလားမလိုလားငါမသိဘူးနင်ညညဆက်ဆက်နဲ့တက်တက်လို့သာဆုံးဖြတ်အဲ့မိမစိတ်တွေကိုငါမြင်တယ် မိမိဘာလို့အဲ့လောက်ဆိုရင်ဟမ်ငါ့ကိုမယုံဘူး နင်ကိုယုံတယ်မယုံတာအဲ့ဒီမိမကို ငါရှိုင်းမဟုတ်ဘူးမိမိ မင်းကသူများ privacy လဲချိုးဖောက်တတ်တာလေ အချိုးပေါက်ခွင့်ရှိလို့ချိုးဖောက်တာလေမင်းဘာပြောမလို့လဲ ငါရှိုင်းနေပဲပြောချင်တာမင်းနဲ့ဘာမှပြောစရာအကြောင်းမရှိဘူးထင်တယ် ဒါလေငါရှိုင်းမဟုတ်လို့လား ဟုတ်တယ်ငါဘဝမှာရှိုင်းလို့ဘယ်သူမှအရင်မကြည့်ဘူး မင်းနဲ့ငါတွေ့ပြီးပြောစရာရှိတယ်ငါဘယ်ကိုလာခဲ့ရမလဲအရေးကြီးတဲ့စကားပြောမလို့ချိန်လိုက်တာရှိုင်းနဲ့မပတ်သက်ဖို့ပြောချင်တယ်မင်းရှိုင်းနဲ့ပတ်သက်နေရတွေကိုရက်တန်းရက်ပါမင်းကဇွတ်ပဲမင်းဘာလို့ငါ့ကိုရှိုင်းနဲ့မပတ်သက်ဖို့လားမင်းကြောင့်ရှိုင်းဘဝကြီးကစုပ်ပြတ်တက်သွားရပြီသူ့ဘဝထပ်ပြီးပျက်စီးတာကိုငါမမြင်ချင်ဘူးငါကလည်းရှိုင်းဘဝပျက်စီးပါလို့ဆိုပြီးဖြတ်စည်းခဲ့တာမဟုတ်ဘူးအဲ့ဒါကိုမင်းသိအောင်ငါရှင်းပြစရာမလိုငါတော့ပြောရမှာပဲရိုင်းနေနေတဲ့ရှိုင်းဘဝကိုတင့်မှတ်ပေးခဲ့တာငါအဲ့ဒါဆိုမင်းသဘောပေါက်မှာပါအဲ့ဒါနဲ့ပဲငါကနောက်ဆုတ်ပေးရမှာမင်းပြောတဲ့ဇလန်ထဲမှာမင်းကတော့ဇက်လိုက်ပဲမင်းလည်းမင်းအကြောင်းပြချက်နဲ့မင်းငါလည်းငါအကြောင်းပြချက်နဲ့အကြောင်းပြချက်တိုင်းကအမှန်မဟုတ်ဘူးလေဒီလူတစ်ယောက်ကိုဘာလုပ်ခဲ့တယ်ဘာလုပ်ပေးခဲ့တယ်ဆိုတာပဲအမှန်တရားမင်းရှိုင်းကိုဘာလုပ်ခဲ့တယ်ဆိုတာမင်းသိတယ်လို့
ငါရှိုင်းကိုဘာလို့ပေးခဲ့ရဲဆိုတာလဲငါသိတယ်အဲ့တော့ပြောချင်တာကမင်းရှိုင်းပေါ်မှာဘယ်တော့မှမကောင်းခဲ့ဟုတ်တယ်ငါရှိုင်းပေါ်မှာမကောင်းခဲ့ဒါမဲ့အခုရှိုင်းပေါ်မှာကောင်းအောင်ကြိုးစားနေရဆိုနော်မဖြစ်နိုင်ဘူးလားမပြောနဲ့မင်းစူးစမ်းချင်တိုင်းစူးစမ်းရအောင်မင်းစလာအောင်ရှင်းလို့ဒါကငါကိစ္စပါမင်းပြောစရာငါနဲ့ရှိုင်းနဲ့ကတရားဝင်လက်မထက်ရသေးတာပဲရှိတာတအိမ်နဲ့အတူတူနေကြရဲဆိုတော့မင်းသိလားအဲ့တော့ငါကျူးဆိုင်မယ်လို့မင်းထင်နေရလားရှိုင်းရဲ့အချူပါရှိုင်းလက်မထက်ရတဲ့အချူမိန်းမစုပ်ပြတ်တက်နေတဲ့မိန်းမဟုတ်ဘူးလေဒီဆိုတာဘလို့မိန်းမလဲဆိုတာမင်းကောင်းကောင်းသိပါရှိုင်းကအဲ့လိုမိန်းမမျိုးလက်လွတ်ခံမယ်လို့မင်းထင်နေရတတိရှိရင်ရှေ့တိုးကြည့်လိုက်လေမင်းဘွားကြီးစောက်ထိုးဖြစ်သွားမှာပေါ့မင်းငါ့ကိုစိန်ခေါ်နေရမှာမင်းပဲအရင်ရှိုင်းကိုလက်ထပ်နိုင်အောင်ကြိုးစားလိုက်အခုလိုမင်းငါ့ကိုလာတွေ့နေတယ်ဆိုကြတဲ့ဟာရှိုင်းကမင်းဘက်မှာမရှိနေဘူးမင်းကမင်းကိုမင်းတိတ်အထင်ကြီးနေတာပဲရှိုင်းကိုပိုင်နေတာငါတေးကြတာတခုကမင်းရှိုင်းကိုဘယ်တော့မှမရစီရအောင်ရှားခဲ့ရင်မင်းနောက်ဆုံးဘူးစူးစမ်းကြည့်မင်းနောက်ကိုရှိုင်းမပါနဲ့ငါတို့မင်္ဂလာပွဲမှာမင်းတန်းကျင်းပေးနိုင်ကြိုက်တယ်အဲ့ခါကျတော့မမြင်လေးဆန်းနဲ့ငါရှေ့ကိုနောက်တစ်ခါထပ်ပေါ်မလာစေနဲ့မင်းအပိုင်တက်ကိုဘာမှတ်နေလဲမင်းမဲအဲ့ဒီချေရအောင်ရုံထွက်လိုက်ပါအောင်ကျွန်တော်ခေါ်တယ်မိတီရထောင်းကျွန်တော်အားလာမေရောဘယ်သွားခြင်းလဲချင်းနဲ့ဝဲရစီကျွန်တော်ကတော့အချစ်ရှိနေများပေါ့ပါခြင်းအဲ့ဒါကြောင့်မလို့ငါဒီပါမင်းလာရှိုးနေကျွန်တော်ကလေရေတင်းကိုကြောက်တယ်စင်မကောင်းတော့အလောက်ပဲလာပါဝင်တိုးခြင်းနဲ့စိတ်တွေပဲရှိမင်းကငါထင်ထားတဲ့ကိုရဲတင်နေပါချစ်တော်ဟိုလေဒီစီကလေဒီပဲကျွန်တော်ကိုကြွေးခဲ့ရလို့ကျွန်တော်ဖြစ်လို့မရတော့
က်ချတော့မလို့ လေဒီလည်းကိုယ့်ရဲ့သဘောထားနဲ့ကိုယ့်အချစ်ကိုသိနေပြီပဲအဲ့ဒါကြောင့်လေလေဒီနော် ကိုပိုင်ကဘယ်တော့လာလက်ထက်ချင်လဲ ကိုရမလို့ပါဘူးကိုရှိလာတဲ့လက်ထက်ကြမယ်နော် ရှိလားရှိလားဆိုရင်လေဒီတော့အရင်စောတာပေါ့ ဘာဆိုလို့လေဒီဘာဖြစ်လို့ဘာဖြစ်လို့ ကိုပိုင်လေဒီကို propose လုပ်တော့လေဒီရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ပြီးမှလက်ထက်ကြမယ်ဆို ဟုတ်တယ်လေလက်ထက်ပြီးဘာစမ်းလို့ပဲရတာပဲလေကိုရှိနေရပဲ လက်မထက်ရသေးတဲ့အချိန်မှာတော့မျက်စိထောက်ထောက်ကြည့်နေတာလက်ထက်ပြီးတော့ဒီထက်ပိုပြီးစိုးတော့မှာပေါ့ ဒီတရားရောက်ကိုဖြစ်တော်မှာကြောက်လို့ပါကိုအဲ့ဒါကြောက်လို့ ကျမလက်မထက်ချင်သေးဘူး လေဒီကိုထပ်ပြီးတော့နားလည်းမပြီးနိုင်တော့လက်ထပ်မယ်ဆိုတဲ့စကားတွေဘာမှမပြော လက်မထက်နိုင်ဘူး။သူနဲ့ဝေးရကိုခေါ်သွားပေးပါတော့ရှင် ဟာမင်းယူနေလားမင်းဘာတွေတွေးနေရလဲဟမ်အမေအဲ့လိုထင်ရတယ်ရှောက်လုံနေတော့မင်းတို့အန်ရရှိတယ်ဟာ ။ဘလို့အနေပဲရှိရှိလိုက်ခင်းမဆိုင်ဘူး။ရှိုင်းနဲ့မဝေးရဖို့ကအတိကလေ တတိတိသွားရင်မင်းရောငါကိုသေပြီ ။ပိုက်တက်တိမှာတခုတည်းကိုကြောက်တာမလား။လိုက်ကိုချစ်သေးတယ်မလား အာ ။ရှိုင်းဟဲ့မင်းနဲ့လေချစ်သေးတယ်မလားလို့ ငါမင်းကိုချစ်ပြခဲ့ပြီးသွားပြီဟောအကြက်တည်းဖြစ်မဲ့မင်းကိုထပ်မမေးပါနဲ့တော့ဟာ ။ဟာလိုက်ကိုထချစ်ပြီ။ဟဲ့ရှိုင်းကိုဆုံးရှုံးမခံနိုင်ဘူး ဟောဆုံးရှုံးခံတယ်တခုတည်းနဲ့တတိလက်တည်းထွက်ပြေးလို့မရဘူးဟုတ်တယ်မဖြစ်နိုင်တော့ပါဘူးဟာ ။မဖြစ်နိုင်တာကိုလုံးပြရဲတာမှအချစ်လေးရှိုင်းရဲ့။ရှိုင်းတော့ဆိုရင်လိုက်အရာအားလုံးဆုလို့ရဲဘဝတူပါရဲ့ရှိုင်းရဲ့ချစ်လေးရဲ့နဲ့မချစ်ချင်အောင်ဆောင်ပြနေမဲ့အတူချစ်လိုက်ကြတာပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ဟဲ့ရှိုင်းကိုချစ်တယ်ထပ်ပြီးတော့လည်းဆုံးရှုံးမခံနိုင်ဘူး အေးဆေးစဉ်းစားကြတော့လောကြီးရောမလုပ်ပါနဲ့ ခုချိန်မှာနေရလွယ်ပြီးဘာမှအရေးမကြီးဘူးနေခုပဲပြန်လာလေဒီစီရပြန်လာ ညီလေးလေးနဲ့တော့တွေ့ပြီးပြန်လာတာပေါ့ အေးသူကတထေးနဲ့လက်မထက်ကြည့်ဘူးတဲ့ငါနဲ့တနေ့ရရထွက်သွား
အဲ့တော့ညကပြောလိုက် အာကြည့်ကောင်းလို့ပြောခဲ့ပါရဲ့ငါလည်းသူနဲ့မပတ်သက်ချင်ပါဘူးအောင်နေရောက်တနေရာကိုထွက်သွားမယ်ဟုတ်ကဲ့ကိုကြိုက်ပြောပါရှိုက်ပြပါမလားကျွန်တော်အခုအိမ်ပါဒါမှငါတို့ဘက်မီတင်တစ်ခုရှိတယ်မေလီဒီကိုခေါ်ပြီးတော့ဘောရဲ့နေရာဟောလာခဲ့တာဟုတ်ပြီကိုကြိုက်ဒါမှမဟုတ်ဒါလည်းလေရှင်အေးလက်ဖက်ညရင်လေဒီကိုခေါ်ပြီးတော့နေရာဟောလာခဲ့ဘယ်လိုကိစ္စရှိထွက်သွားမယ်လို့ဆုံးဖြတ်ပြီးရင်တော့မြင်မြင်ထွက်သွားတာအကောင်းဆုံးပဲငါတတိယအချိန်ကိုချက်ရှိုးလိုက်ပါငါကားထိုးပြီးလာခဲ့နဲ့လေဒီရောက်ပါတော့Lady welcomeကိုချက်ဆုံးလေးကိုဒီလာဝပါဒါလည်းလက်ဆုံးDaily time. Time. Okay. ခုလူဆုံးပြီဆိုတော့ဘာလို့မီတီလေးစားလိုက်ကြမလဲအားနဲ့လီဒီနေရာမကြခင်လက်ထက်တော့နော်အဲ့တော့ငါလက်မထက်ခင်အချိန်မှာငါစိတ်ထဲမှာတန်တရားဖြစ်နေတယ်ဒီစားလေးငါနည်းနည်းတော့ရှင်းနေတယ်ကွာအဲ့တော့ငါခေါ်လိုက်တာရှင်းရရှိတော့အကုန်လုံးကိုလည်းအပြတ်ရှင်းလိုက်တာအကောင်းဆုံးပဲပေါ့ကျွန်တော်ကတော့တက်တီဟာကိုလေဒီကိုပဲအရင်ဆုံးမိတ်မယ်နော်လေဒီနဲ့လေသူနဲ့ဘာတရားရှိလဲဘယ်လိုပြောလိုက်တာလဲဒီစီရှောကိုအမန်တရားကိုသူစကိုမေးတော့ဖြစ်ဟုတ်ပါရှင်ကကျမတိတ်ခါတော့ထဲ့မတွက်တော့ဒီလူတွေချိုင်းမှာဘာလို့ကျမဒီမေးကိုမေးရလဲ sorry ပါဒီ sorry ပါမင်းမှန်နေဆိုရင်မင်းငါမေးတဲ့မေးကိုမင်းအေးစိဖြေနိုင်မှာမဟုတ်လားမပြောနိုင်ရှင့်ကြိုက်တယ်လို့ကျမသွားတယ်ထိုင်နေမယ်ငါပြဿနာရှင်းလို့မပြီးသေးဘူးလို့ထိုင်နေအိမ်မှာတရေ
စိတ်လေးနည်းနည်းလျှော့ပါ ရှာeasy 好你们把什么呢ငါတော့ပေါက်ခွဲပိုင်ခွင့်ရှိတယ်ဟုတ်လားဟမ်ဒီဒီထိုင်ကြိုက်ဘောလေကွာပြောတော့你有来了！啊！对了。哎呀，我没有，我搞嘛哩呢，没办得不，我现在这里比个人好，你我给你晒的。不，这边方面不。背呀！你给我帮我背呀！以后我们标嘞，人老的起来搞俺们要。加油！ဆက်မှုရဝါရှာလိုက်တော့ထွက်ပြေးကြ စဉ်းစားပါဦးလိုက်ရဲ့ ဟာပိုက်တဲ့ရက်ဆက်ကြောက်ကြမှုတွေမြင်နေရတာလိုက်ကဘာလို့စဉ်းစားရမှာလဲ ကိုပြောနေလိုက်ဒုက္ခရောက်မှာစိုးလို့ ဟာဘလို့ဒုက္ခရောက်မှုမျိုးမှာလိုက်ရဲ့ဂီးမဆိုင်ဘူးရေးကြည့်တာလိုက်တော့ခုပဲထွက်ပြေးကြတယ် လိုက်ကတကယ်ပဲတတိယအရေးအောင်မှာမနေချင်တော့ဘူး ဆွဲခုလို့သာတွေ့ဝင်နေမယ်ဆိုရင်လိုက်ကိုအစီအစဉ်နဲ့ကိုရှိုင်းစီကိုထွက်ပြေးလာခဲ့မှာနော် အဲ့လိုမလုပ်ပါနဲ့ အဲ့ဆိုဘယ်နေ့ထွက်ပြေးကြမှာပိုက်တဲ့ကနောက်လာတယ်မှာလိုက်ကိုလက်ထပ်တော့မှာရှိုင်း ကိုအချိန်လေးနဲ့နော်ကိုပြင်ဆင်စရာရှိတာလေးပြင်ဆင်လိုက်မယ်တရက်နှစ်ရက်လောက်ပဲချိန်လေးနော် လိုက်တော့ဒီကစိုးထွက်ပြေးကြမယ်နော် ဒီပါရတော့နော် လဲလို့ ဟုတ်ဒီမှာနေလို့မရတော့နင်းသိမ်းရမယ့်ပစ္စည်းအမြန်သွားသိမ်းတယ်တော်နေမြန်တော့သိမ်းတယ်အောင်မြောက်ဆုံးပဲအနေရှိတယ် ချာငါတို့ဆုံးဖြတ်ပြီးသားပဲသွားမယ် ဟ
တဲ့ဒီရဲ့ချစ်သူကြည့်ပါဦးမင်းကနာမည်ကြီးတဲ့အချိန်ကြီးတော့မဆောက်နိုင်တော့ဘူးလားဟာဟမ်ချစ်ဆုံးလေးကိုရည်မင်းတို့နဲ့လေချိုးထက်ဖို့အစင်းလေးဖြစ်နေပြီဒီမှာအစင်းလေးဖြစ်နေပြီသိလားဆိုင်နဲ့ထွက်ပြေးမယ်ဗောမင်းအားကိုးတယ်ဗောဆိုင်ဟမ်မင်းရအားကိုးတဲ့ဆိုင်ရလေဟိုမှာသူ့ကောင်မမိမိနဲ့ထွက်ပြေးသွားမင်းသိလားသိလားမင်းမသိဘူးလားအယူမင်းနည်းနည်းလေးတော့ပြောတော့တယ်မဟုတ်ဘူးလားပြောတယ်မဟုတ်တာဟုတ်လားဒီမလားမဟုတ်တာပြောတယ်မဟုတ်လားကျဲအဲ့လိုမျိုးဟာဘယ်လိုလူမျိုးအဲ့ဒီကောင်ဘယ်လိုလူမျိုးလဲဟမ်ဘယ်လိုလူမျိုးလဲကောင်ပြောမင်းရတွေ့တယ်များငါ့ဒီကောင်ရှင်းမပြတ်ထင်းနေလားကြောက်တယ်ကျဲကျမကိုတကယ်ချစ်တာကျမလည်းသူ့ကိုတကယ်ချစ်တာမင်းတို့ပြောတယ်မပြောနဲ့မင်းမပြောနဲ့ချိုင်းနောက်ဆုံးတော့ငါရဲမျောနေနေကိုရောက်လာပြီပြောရမလား အရှမ်းပြောတယ်နည်းနည်းတူနှစ်ယောက်တည်းဘဘကိုတိတ်ကနေပြန်စားရတော့မယ်ဆိုတာတခုပဲနဲ့ရမ်းပြောနောက်ဆုံးတော့ဘာနောက်ဆုံးလဲအော်ဘာဘလို့ဘလောက်ပဲပေးဆက်ခဲ့ရပါမယ်ငါနဲ့ကိုပိုင်ဆိုင်ရတော့မယ်ဆိုတာတခုပဲနဲ့ငါအရာအလုံးမေ့တယ်မင်းကိုတဘောမပေါက်သေးဘူးလားဟမ်ကိုကောင်မင်းကသူ့ကောင်ကလည်းဒိုးပြီတဘောမပေါက်ဘူးလားရှာရအဲ့လိုလူမျိုးမဟုတ်ဘူး အုံနောက်ကိုမတချမ်းမပါတဲ့မိန်းမဟိုမှာသွားပြီမိမိနဲ့ဒိုးသွားပြီမင်းဒီကတော့မပြတ်လာမှာမဟုတ်ဘူးအယူမရှင်းတာသူ့ဘာမှမလုပ်ဘူးဆိုရင်ဒီမဆောပြလာပါအော်ငါလည်းထဲမှာရှိနေလို့မင်းတို့ဒီကောင်ပြန်လာခွဲတဲ့တတိရှိပါဒီလိုကောင်ကငါလည်းထဲကပစ္စည်းကိုပြန်လာလူရတဲ့တတိရှိပါလားပြောတယ်ကျမစိတ်ခေါ်နေတာလား No တဲ့ပြောနေတာတဲ့ပြောတာသူ့လားခေါ်မယ်ဆိုရှင်းခေါ်ပြီးဝဲပါလားအိုးတော်ပြီလို့ထဲပေးလိုက်မယ်တော်ပြီလို့ထဲပေးလိုက်မယ်ဟိုဘေးအိုင်ဒီလိုပဲယောကိုင်ဟိုမိမပုံမလားရှာမကင်ရအောင်နင်မကင်နဲ့ဘာလုပ်တာလဲခဏပေးတယ်မှာငါတို့အဝေးကိုထွက်သွားနေတာလေဟာပြစ်စိတ်ကိုပြက်ပြက်တသားထားစမ်းမှရှားရဲ့ဆိုင်နေပါလောက်တာသူအရေးကြီးတယ်ထင်တယ်ငါတို့အဝေးကိုထွက်သွားနေတာလေနင်မပြတ်သားနိုင်ငါတို့ဘလို့သွားမှာလဲ
နေရလဲဟာခဏပေးစမ်းပါငါ့ကို အဲ့ဒါဆိုလက်စပီကာဖွင့်ပြီးပြော ဟယ်လို ရှာကိုဘာမှလဲ လိုက်ဘာပြောရလဲ ဟိုဒီဟာကိစ္စ CCTV ကနေပြီးတော့သူတိပါရဲ့ဟုတ်တယ်အခုလိုက်ရနေရအောင်မရှိဘူးလိုက်စီလာခဲ့နော်လိုက်ကိုလိုက်စီမလာလို့ရှိရင်နေသူ့ကိုတတ်တယ်လို့မျိုးလိုက်ကိုတတ်ပါရှာလိုက်စီလာခဲ့နော်လိုက်ကိုချစ်တယ်ဆိုရင်လိုက်စီကိုလာခဲ့နော်来， ခဏသွားမှရမယ်။ဟိုမှာဒုက္ခရောက်နေပြီ မသွားရဘူးနင်တို့စီလုံးဝမသွားရဘူးရှေ့ဆက်သွား ။ဒီဘလို့ဖြစ်နေတာလဲဟာ နင်ကမသွားရဘူးလို့ပြောနေတယ်နော်နားလေနင်ကနောင်တမရသေးတာလားဟမ်စမိုက်ချင်နေသေးတာလား ။ငါသူ့ကိုကယ်ပေးရုံပဲ။နင်ရတဲ့စကားပြောတာလက်ပေါက်ကတ်တယ်ဟာ ငါမလုပ်ဖြစ်ဘူးအဲ့မိမနင်တို့ထောက်ကြအောင်နင်ကဲတင်နိုင်ပြီပဲထားသူ့နဲ့ဝေးရမှာထွက်သွားမယ်လို့နင်ထင်နေရလား ။ငါဂတိပေးတယ်ဟာ။ငါသူ့ကိုခေါ်ပြီးတော့နင့်စီကိုပြန်လာမှလေဟာနင်ရလဲ ငါနင်သူ့စီသွားနေဘာလုပ်နေရမှာလဲ ။ငါပြောပြမယ်။စိတ်လေးခဏလျှော့။နော်။ငါသွားနေချိန်နင့်ကိုငါတနေရာမှာခဏထားပြီးတော့ နင်ကတနေ့ရမှာထားမယ်ဟာလားငါနင်တို့လောက်တော့လည်းမပါဘူးလား စိတ်လျှော့ဟာ ပြောလိုက်စမ်းပါနင်ရိပ်ပြောလိုက်စမ်းပါလာရိပ်ချူဆိုတဲ့မိန်းမလောက်နင်ငါ့ကိုမကြည့်ဘူးမလားနင်ငါ့ကိုမကြည့်ဘူးလားဘာပဲပြောနင်သွားမှာပဲမလားဟမ်မင်းနေတယ်နင်သွားမှာပဲမလားလို့ အဲ့ဒီမိမကိုတော်ချစ်တာ哦 ဟိုငါအဲ့လိုပြောလို့နင့်ကိုမချစ်ဘူးလို့ပြောတာမဟုတ်ဘူးပဲငါ့ကိုဒီတစ်ခါပါပဲဟာတစ်ခါတည်းပါခွင့်ပြုဝေးပါငါ့ကိုခွင့်ပြုဝေးပါဒီတစ်ခါပါပဲဟာငါတောင်းပန်ပါတယ်ဟာ ဆိုင်နာနေတော်ကြီးကိုချစ်တာဟာခွင့်ရေးဆိုတာနှခါမရဘူးလေအေးအဲ့ဒီအခွင့်အရေးอ่ะနေအတွက်လားငါအတွက်လားဟိုမိမအတွက်လားဆိုတာကံကြမ္မာဆုံးဖြတ်ပေးလိမ့်မယ်နေဟိုမတောင်းဒါပေမဲ့ငါနဲ့ပြန်လိုက်ခဲ့မယ်
မဲ့ကောင်တော့လာပြီအချင်းကျွဲတော့သေမဲ့ကောင်လာတယ်ဟမ်ဟေးမင်းပြန်လာရဲ့တတိတော့လေးသားတယ်ကွာလေးသားရင်လေးသားပြုတ်လိုက်တော့ငါမင်းပြောလို့ပဲသိပါငါသိပါချစ်ကျွဲနဲ့ရဲဝုန်းဝုန်းကောင်းမရင်ကော်ပြီးတော့သိပါဟဲ့ငါတယောက်တည်းမဟုတ်ဘူးမင်းမပါတယ်မင်းတော့အဲ့ဒါပါငါလည်းတော့စားစီလုံးပြီးတော့သွားပြပါငါချစ်အောင်ဆုံးခွင်းမှာငေါ့ဖြစ်တော့ငါရောက်ကြည့်အောင်ဆုံးမင်းငေါ့ကြောက်ကြောက်ထားတဲ့သူလေနော်ငါတော့ဘာဖြစ်လို့လို့စားပြည့်ရလဲမင်းမလို့ဖြစ်နေစင်လာဟမ်မင်းကကြောင်လို့အားမရတော်ကတော့မှတောင်းနေတာမင်းကြောင်老吧，老吧呀！俺那个老老兄弟嘛，我膝盖也就在那边阿龙，这咋的都有兄弟嘛？下来看哦，打我玩，下一轱辘打别人的你，这条命，这条你谁来？我話老總怕我有埋我都企啦，明白？我先講你講真嘅咯，唔表你。要说。